ရှင်သူမြတ်တို့ဗျာ2026ရှင်သာပိုင်း15ရက်ဝါကောင်းလာဇန်2ရက်စနေနေ့နေစွာစကလူရန်တိကုသိုလ်ရှင်များကတော့ဘလူကျွန်းချောင်းစုံမြို့နယ်မိုးရွာကြီးရွာရပ်ွက်ရှင်နေနဘတော်ကျေးဇူးရှင်မိဘတို့အားဥထား၍စွာတော်ရကကြောင့်တော်ရကသာသနာတော်ရကဥအောင်မြတ်ဥစွာတော်ရကမှာကြောင့်တော်ရကမှာသာသနာတော်ရကမှာတော်တင်တင်တွေသာမောင်အောင်ကိုမသာရှိထွေမဆုဓာတိလည်းမနေမြင်မြအောင်မိသားစုတို့မှကျေးဇူးရှင်ပါကံဥအောင်မြတ်ဥဤ62နှစ်ပြည့်ဝင်းနေကျေးဇူးရှင်မိခင်တော်တင်တင်တွေဤ59နှစ်ပြည့်ဝင်းနေအဖြစ်မော်ဒမဲမဆိုရင်စာသင်တိုင်းစာသင်စာချတန်ဃာတော်664ပါးတို့အားနေစွာစကလူနာပါတိဖေယယနေ့နေစွာစကလူရန်မြင့်မွေးနေအတူကုသိုလ်ကံနှင့်တန်ဃာတော်ရှင်သူမြတ်များ၏မြတ်တာကြောင့်စွာဒါယကသာသနာဒါယကဥအောင်မြတ်ဥစွာဒါယကမသာသနာဒါယကမတော်တင်တင်ရမိသားစုတို့အပေါ်၌ကြာရောက်ပြီးကြာရောက်စေကြာရောက်လာနိုင်သောလူမယေအန္တရာယ်ရှိဝါယေအန္တရာယ်ယောဂအန္တရာယ်အသက်အန္တရာယ်အစာရှိသည့်ယန္တမျိုး၅ပါးနောင်အရှက်အတိုင်းခိုက်ပြီးအန္တရာယ်ယမန်သမျှတို့မှကင်းဝေးပါစေခြင်းအကျိုးမှ၎င်းသံဃာတော်ရှင်မိသားစုတို့သည်မရရှိသေးသောစီတဲ့ဥစ္စာများတွေကုစွာရရှိခြင်းရရှိပြီးသောစီတဲ့ဥစ္စာတို့မှជីវတုတည်း၍သာသနာပြုနိုင်သည့်ပုဂ္ဂိုလ်များဖြစ်ပါစေခြင်းအကျိုးမှ၎င်းဝိနည်းဝေယကုသိုလ်စက္ကအန္တရာယ်ကင်းယောဂရှင်လျက်ရှင်လျာအသက်စေဝတည်း၍ဒုက္ခကောင်းကျိုးဆသတို့၏ဥဒိနှင့်အညီဝိနည်းရှင်ဥအောင်မြတ်ဥဝိနည်းရှင်တော်တင်တဲ့တို့သည်62နှစ်ပြည့်ဝိနည်း59နှစ်ပြည့်ဝိနည်းမှသည်တရားတော်သက်ရှိကြမှာ၍မိဘကျေသူအထုတိတတိမိသားစုအတွက်အာဟုတိုင်းသည့်ဒါယရဏသမီးရဏမြေရဏများပိုင်ဆိုင်ပါစေခြင်းအကျိုးမှာမေတ္တာရှိထား၍ပိဇဝကနာစင်ကြင်ကြပါက